နဲ့ကန်ရင်စကိုင်းနဲ့ကန်ရင်ချင်းအေးစစ်စစ်ကန်လို့ရပါတယ်ဆိုတော့အတင်ဒီနေ့ဒီတင်းမှမရှိလက်ဒီအမြင့်စားနဲ့ဝန်းရီမြဲတာရှိ higher mindset do ever every တွဲညာပြည့်အတွဲလုံးချင်းဆက်က right decision ပွဲတိုင်းလာကြည့်ရသိမစိတ်လက်ပြင်းပြမှာတော့မရှိတွဲနှိုင်းစမရှိခဲ့လမ်းကိုလေးတဲမှာလွှတ်ပြီးမန်ကိုရင်ထဲမှာတွေးကန်ကိုပြင်းမဲ့ဆရာပြည့်ကြိုးစားမှုစင်မြဲတာပြည့်တာငါတို့မဟာစီလုံးမှုနဲ့အောင်ကြောင်းပြတယ်မဟာငါတို့ကအထက်ကိုတော့ရှောက်သွားတယ်ကိုတော့မနောက်တန်းကိုင်းလေနေရှိတန်းနေများဟာဆိုးမရလောက်စွမ်းတဲ့ခြေစွမ်းနဲ့ပြတာပြန်ပဲအသေးနဲ့အားလုံးရှိကလေးရကိုစားပြီးတော့ကန်တဲ့နဲ့အော်ပါနေပြန်တွေ့တာအိမ်လို့ဆိုအားပေးမှလက်တော့တော့ညံဝေးခွင့်လက်မထား one အဒိုတင်းရဲ့တတိစကိုင်း United ဒီမဟာ United ရဲ့တတိကတို့ယုံကြည်ချက်ရည်မှန်းချက်ပဲတို့ခွန်အားတိုင်းပဲတို့ရဲ့ပုံစံတိုင်းပဲတန်းတက်လာပြီးကလေးကသူများလို့ဒီသူကဘယ်တာဝန်ယူသူချခဲ့တာမဟုတ်ဘူးနဲ့သူကဒီသူကနေမှကြိုးစားပြီးရောက်လာတယ်ရောက်လာပြီးကလေးကလည်းတို့ရဲ့အတင်းဟာမဟာနဲ့ကန်ရင်စကိုင်းနဲ့ကန်ရင်ချင်းအေးစစ်စစ်ကန်လို့ရပါတယ်ဆိုတော့အတင်ဒီနေ့ဒီတင်းမှမရှိရပါတယ်ကွာ easy going သွားလို့ရတယ်တသိမ်းမှမရှိဘူးတို့ရဲ့တန်ဖိုးတို့တင်းရဲ့တတိနော်အဲ့ပုံစံနဲ့အဲ့တတိလေးမပြအောင်လို့ဆက်သွားကြမယ်လို့နော်ဟိုအမြဲတမ်းပြောနေတယ်အခုဘဝမှာဘောလုံးသမားရဲ့လူရှင်တော်လူတန်ဖိုးထားပြီးချစ်ခဲ့တဲ့စိတ်လူရှိ